ဒီ vlog ကတော့ချင်းမိုင် University မှာ meditation instructor course ကိုပထမဆုံးသွားပြီးတော့တက်တဲ့နေ့ရဲ့အတွေ့အကြုံကို sharing လုပ်ပေးထားတာဖြစ်ပါတယ်သင်တန်းကာလတစ်လျှောက်လုံးမှာကျောင်းသားတွေကိုအဝတ်အစားလုံးလုံးချုံချုံဝတ်ဖို့စီကံထုတ်ထားပါတယ်ရှင်ရန်နဲ့မှကျဲဝန်းပြီးတော့တိတ်ဆိတ်ငင်းချမ်းနေအမိုက်တွေလည်းတစ်စည်းမှမရှိဘူးပန်းအဝါရောင်တွေရဲ့တပင်အကြီးကြီးတွေရဲ့ငှက်တန်လေးတွေရဲ့လိပ်ပြားတွေလည်းအများကြီးပဲအလှပတွေကိုတူတူခန်းစားလိုက်ရအောင်နော်နံပြောင်းနေတဲ့သူတွေအတွက်မြေပုံလေးတွေထားပေးထားပါတယ်။ကျောင်းထဲမှာကျောင်းသားတွေတွာလာရလွယ်ကူအောင် shuttle bus တွေကိုထားပေးထားပါတယ်။မင်းမြန်းပြီးတော့တွာလို့ရပါတယ်။ ခပ်စတာဘန်ဖာစာစတာဘန်ဖာစာ Excuse me. At the main station. Yes. You said you want to go toสถาบันภาษา Yes. Institute Language Institute. Yes. Yes. You get the you waiting over there. Yes. There will be another bus. Right. ခပ် Thank you. Thank you. ခရမ်းရောင်လေးမဟုတ်ဘူးအဝါရောင်လေးကဲဟောကားလေးကခရမ်းရောင်က line မတူနေဘူးအခုသွားမှာ Language Institute ကိုသွားမှာဒီနေရာမှာရက်ဆောက်ပါတဲ့အဝါရောင်ကားလေးလာလို့ရှိရင်စတာဘန်ဖာစာကိုပြောပြီးသွားပါတဲ့ There's a picture of us that I can't throw away. A perfect day when I felt so unafraid. There was nothing we could do to stay the same. Now I'm just getting smaller every day.
တင်နန်းရောက်တော့တင်နန်းကစတောင်စနေပါပြီနည်းနည်းနောက်ကြပါလေကျောင်းသားတိုင်းကကိုယ်ပိုင်နံပါတ်တွေရပါတယ်ပြီးလို့ရှိရင်ဆရာတွေစောင့်ထင်းရမယ်အရာတွေဂရိတစ္စာတွေရွတ်ကပါတယ်ပြီးလို့ရှိရင်ဆူတောင်းပြီးတော့ဒီပန်းလေးတွေလာကပ်ပြီးတော့ဒီတင်နန်းကိုစပါတယ်တင်နန်းက Zoom ကနေပြီးတော့ဒီပတ္တရားတွေရောဘန်ကောက်တွေရောပြီးလို့ရှိရင်အင်ဒိုနီးရှားပါတယ်ချင်းမိုင်ပါတယ်အဲ့လိုမျိုး၄-၅နေရာလောက်ကို Zoom နဲ့တပြိုင်တည်းတင်နန်းဖြစ်ပါတယ်တင်နန်းမှာမုတ်တွေလည်းကျွေးပါတယ် မလာပြည့်ဘူးအမ ဒီသင်တန်းကို Web Power Institute ကနေပြီးတော့ဒီကြီးမှုပြုလုပ်တာဖြစ်ပါတယ် Web Power Institute ကဒီအခကြေးဝင်မယူဘဲနဲ့ဒီတရားထိုင်တဲ့နီလန်ပြန့်ပွားအောင်လှုပ်ဆောင်ပေးတဲ့အဖွဲ့အစည်းပေါ့နော် Power Institute ကိုတည်ထောင်သွားတာကတော့ဖုန်ဖုန်ကြီးလုံ Program Institute ဖြစ်ပါတယ် Hello, Kun Prat Panya Vajradom with us to give a lecture on the lesson. သင်တန်းကာလ6လဖြစ်ပြီးတော့နိုင်200ပြီးဆုံးအောင်မှာဖြစ်ပါတယ်စနေတနင်္ဂနွေမှာမနက်9:00နာရီကနေပြီးညနေ4:00နာရီထိသင်ပေးပါတယ် 1.0 Purpose of meditation. Today, သင်တန်းမှာလက်တွေ့အနေနဲ့ walking meditation sitting meditation တွေကိုပြုလုပ်ရပါတယ်သင်တန်းပြီးဆုံးသွားတဲ့အခါမှာ certificate ရရှိမှာဖြစ်ပါတယ်